Hello အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်အားလုံးကိုမင်္ဂလာရှိတော့တဲ့ခင်းလေးပါလို့ရှိဦးဆွမ်းလို့ဆိုလိုပါတယ်အားလုံးလည်းရှိတဲ့နေရာတီတီမှာဘေးကင်းလုံခြုံကြမှာမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်မေလ30ရက်နေ့တောက်ကြံနေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းမြတ်နဲ့အထူးသတင်းထူးမြတ်ကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလည်းပဲအထူးသတင်းကောင်းမြတ်များစွာနဲ့အနောက်မှာဆိုလည်းပဲထုံးစံတိုင်းပဲ reaction video ချုပ်ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ကတော့ကျွန်တော် KNU ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ထိုင်းနယ်စပ်အနေကရင်နေပြည်နယ်မြဝတီ crime မြဝတီဝိုလီကားလန်ပေါ်ကရွှေအီးမြိုင်တက်စကန်ဝါမီထကို KNU နဲ့ပူပေါင်းတက်ကမေလ29ရက်နေ့မနေ့ပိုင်းမှာတင်ယူလိုက်တယ်လို့ကရင်စီးတီးမြစ်ထံကနေသိရှိရတာဖြစ်ပါတယ်အဲ့ဒီစကန်ဟာမြဝတီဝိုလီကားလန်ပေါ်ဆုံစည်းမြိုင်နဲ့ဥကရိထရွာကြားမှာတည်ရှိပြီးဥကရိထစကန်ရဲ့ကာကင်းစကန်တစ်ခုဖြစ်တယ်လို့တည်မြစ်ထံကပြောကြားလာတာဖြစ်ပါတယ်ဥကရိထစကန်နဲ့ကာကင်းကို KNU ကတင်ပိုက်လိုက်ပြီးစကန်တင်တိုက်ပွဲအတွင်းစစ်ခွေးကောင်စီတဲ့ဖွဲ့ဝင်တွေကတော့ခွေးပြဝပြထုတ်ပြကြတယ်လို့ကရင်စီးတီးမြစ်ကပြောဆိုထားတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်ကျွန်တော်မနေ့ကဆိုလည်းပဲမြဝတီ crime ဖက်မှာဝေါ်လီဒီတာမှာအရေးပါတဲ့ဥကရိထစကန်ရဲ့ဝါမီကာကင်းကို KNU ကတော့အပိသသိမ်းယူလိုက်ပြီလို့သိရှိရတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်တစ်ဆက်တည်းမှာဆိုလည်းပဲကျွန်တော်ရခိုင်ပြည်နယ်ဖက်မှာ AA ရဲ့အထူးသတင်းကောင်းချုပ်ကိုကျွန်တော်ဆက်ပေးချင်တာဖြစ်ပါတယ်တိုက်ပွဲအပြင်းထန်ဆွဖြစ်ပေါ်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကအမတ်3စနစ်တိုက်ခိုက်ရေးရဲတပ်ရင်းအနီးရှိနန်းဖဲတောင်ရွာကိုစစ်ကောင်စီတပ်ကဆွလွတ်လိုက်ရပြီးနောက်အရခတ်တူ AA ကထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့စီရေးတည်မြစ်တူကပြောကြလာတာဖြစ်ပါတယ်အမတ်3စနစ်ရဲတပ်ရင်းနဲ့နီးနီးကပ်ကပ်မှာတိုက်ပွဲဖြစ်နေတာတပတ်လောက်ရှိပြီးအဓိကနန်းဖဲတောင်နဲ့ပြိုင်းစစ်ကေချာမှာဖြစ်နေတာနန်းဖဲတောင်ကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုတော့ဒီတရက်နေရက်အတွင်းမှာ AA ကတော့အပိသထိန်းချုပ်လိုက်ပြီလို့သိရှိရတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်ဒီနေ့မှာဆိုလည်းပဲ AA ကတော့ကြောက်ဖြူအမတ်3စနစ်ရဲတပ်ရင်းအနီးကစစ်ကောင်စီတပ်ဆွဲထားတဲ့နန်းဖဲတောင်ရွာကို AA ကတော့အပိသထိန်းချုပ်လိုက်ပြီလို့သိရှိရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆင်လည်းပဲကျွန်တော်အရခတ်တူ AA ရဲ့အထူးသတင်းကောင်းတစ်ခုကိုပဲကျွန်တော်သိဆက်ပေးချင်တာဖြစ်ပါတယ်ကြောက်ဖြူမြို့နယ်တွင်စစ်ရှုံးကောင်စီနဲ့ AA တို့အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေရာစစ်ကောင်စီ၏တပ်မစစ်တီမှနီးပြူဟာမှုတဦးနဲ့ဘူကြီးတဦးကိုစနိုက်ပါကြီးထိမှန်တီဆုံးသွားကြောင်းသိရှိရတာဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ26ရက်နေ့တွင်ရွှေ OGT တဘာဝတန်းငွေဖြန့်ချီရေးစစ်ရုံအနီးဖြစ်ပေါ်တဲ့တိုက်ပွဲတွင် AA စနိုက်ပါကြီးထိမှန်တီဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရှိရတာဖြစ်ပါတယ်ဗျူဟာမှု၏အလောင်းကိုမေလ29ရက်နေ့ကရန်ကုန်သို့အထူးလျင်ဖြင့်ယူဆောင်သွားပြီဖြစ်ကြောင်းဒေသတွင်းတည်မြင့်များထံမှသိရှိရတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်ဒီနေ့မှာဆိုလည်းပဲ AA ရဲ့စနိုက်ပါနဲ့ကြောက်ဖြူမှာဆိုလည်းပဲစစ်ခွေးနီးပြူဟာမှုတကောင်နဲ့ဘူကြီးတကောင်ကတော့မလခီယာဖြစ်သွားခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်တစ်ဆက်တည်းမှာဆိုလည်းပဲကျွန်တော်အထူးသတင်းထူးတစ်ခုကိုကျွန်တော်ဆက်ပေးချင်တာဖြစ်ပါတယ်အချမ်းပစစ်ရှုံးကောင်စီတပ်ကကရီနီပြည်နယ်ကော့ဂရိတ် crime ဒေါနာတောင်ပေါ်ကြီးရွာတစ်ခုဖြစ်သည့်ကွီးလေဆူကြီးရွာနဲ့စာတင်ကျောင်းကိုမေလ29ရက်နေ့မနေ့ကညနေပိုင်းမှာလေရင်ဖြင့်ဘုံကျဲချတစ်ဖြင့်ကလေး2ဦးအပါအဝင်ပြည်သူ4ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNL တည်မြစ်ကပြောဆိုလာတာဖြစ်ပါတယ်မေလ29ရက်နေ့ညနေ6:40မိနစ်ခန့်အချိန်တွင်စစ်ရှုံးကောင်စီတပ်ကလေရင်2စီးကနေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေါနာတောင်ပေါ်ကြီးရွာဖြစ်သည့်ကွီးလွယ်ဆူကြီးရွာနဲ့စာတင်ကျောင်းကိုဘုံကျဲခြင်းဖြစ်ကြောင်းသိရှိရတာဖြစ်ပါတယ်ကဲဒီနေ့မှာဆိုလည်းပဲအချမ်းပတ်စစ်ရှုံးကောင်စီကတော့လုံးဝကိုရုံမာလာပြီးမှအခုတလုံးမှာဆိုလည်းပဲ KNU ထံမှာစစ်ရှုံးကောင်စီကတော့စစ်ပွဲတွေဆုံးရှုံးတာများပြားလာတာဆိုတော့ခုချိန်မှာဆိုလည်းပဲတိုက်ပွဲမဖြစ်တဲ့ကျွန်တော်ဒီမှာကြီးရွာတရွာမှာစစ်ရှုံးကောင်စီကတော့ရုံမာလာပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်သွားပြီးမှကျွန်တော်တို့ပြည်သူများကတော့လုံးဝကိုထိခိုက်ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့ပြည်သူများလည်းအမြန်ဆုံးကျန်းမာပါစေပြီးတော့ဒီလိုမျိုးလုပ်ရတဲ့လုပ်နေတဲ့စစ်ခွေးကောင်စီတွေအမြန်ဆုံးကြရှုံးပါစေလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ကချင်ပြည်နယ်ဖားကတ်မြို့နယ်ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထူးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်းမြို့ထဲကိုရောက်ရှိနေတဲ့စစ်ခွေးကောင်စီစစ်ကြောင်းဟာဖားကတ်ဘက်ကိုဦးတီစစ်ကြောင်းထိုးလာတယ်လို့သိရှိရတာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်းကြီးရွာကနေထွက်ခွာလာတဲ့စစ်ခွေးကောင်စီအင်အား200ကျော်ပါစစ်ကြောင်းဟာဖားကတ်မြို့ကစစ်ကောင်စီတပ်မကုန်းကိုရောက်ရှိသွားပြီလို့မနေ့ကသိရှိရတာဖြစ်ပါတယ်KAကတော့မေလ26ရက်နေ့မှာဆိုရင်ဖားကန်စစ်ခွေးစခန်းအချို့ကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာအခုချိန်မှာဆိုရင်တော့စစ်ခွေးကောင်စီကတော့ပြန်လည်ပြီးမှ revenge လုပ်ချင်ပြီးမှထိုးစစ်တွေစတင်ဖို့တော့ဒီမှာအင်အား200ကျော်လောက်ကိုလွတ်ထားတယ်လို့သိရှိရတာပဲဖြစ်ပါတယ် KA ရဲ့တပ်တော်တပ်သားများဘေးကင်းပါစေစစ်ခွေးကောင်စီတွေကိုအမြဲဆုံးချီးမွမ်းနိုင်ပါစေဖားကန်မြို့ကိုလည်းအပိသအမြဲဆုံးထိချုပ်နိုင်ပါစေလို့ပဲကျွန်တော်ဆုမွန်တောင်းပေးမှပြောလိုတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆိုလည်းပဲစစ်ခွေးတွေရဲ့အခြေအနေတွေကိုကျွန်တော်သိဆက်ပေးချင်တာဖြစ်ပါတယ်မြန်မာထိုင်းနယ်ဆက်ကဘလေဒူစကန်သိမ်းတိုက်ပွဲကနေထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်သား60ကျော်ကိုထိုင်းစစ်တပ်မေလ28ရက်နေ့မှာနေဆက်ဂိတ်ဖြစ်တဲ့16ဂိတ်ကနေမြောက်ရမြို့စောင့်တပ်ဖြစ်တဲ့ခလာယာနိခုငါတရင်ထက်ကိုပြန်ပို့ခဲ့တယ်လို့တည်မြစ်ကပြောကြားလာတာဖြစ်ပါတယ်ဘလေဒူတပ်စခန်းကနေထိုင်းနိုင်ငံထက်ကိုထွက်ပြေးသွားတဲ့စစ်ခွေးကောင်စီတပ်သား62ဦးကိုဂရင်းနေချာစောင့်တပ် BGF ရဲ့အမှတ်4စစ်ဒေသမှု
ဘူမူကြီးမုတ်တုံထိန်ချုံမှုအောက်ကနေစကိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုထားတာဖြစ်ပါတယ်စစ်ခွေးကောင်စီတပ်တွေဟာစကန်တင်တိုက်ပွဲကနေအထိုင်းနိုင်ငံထဲကိုခွေးပြေးဝတ်ပြီးထွက်ပြေးသွားကြပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီ16ဂိတ်ကနေပြန်ပို့နေတာလို့ဆိုထားတာဖြစ်ပါတယ်ကဲခုချိန်မှာဆင်လည်းပဲစစ်ခွေးကောင်စီတပ်ကတော့ KNU ရဲ့ချီမုံမှုတွေကိုခံနေရပြီးမှခုချိန်မှာခွေးပြေးဝတ်ပြီးထွက်ပြေးနေရပြီလို့ကျွန်တော်ဒီမှာတွေ့ရှိရတာဖြစ်ပါတယ်ကဲကျွန်တော်ဒါတွေအားလုံးကတော့မေလ30ရက်နေ့တောက်ကြနေ့မနေ့ပိုင်းအထူးသတင်းကောင်းမြတ်တဲ့သတင်းထူးများပဲဖြစ်ပါတယ်ကျွန်တော်ခုချိန်မှာဆိုရင်တော့ဖားကမြို့တိမ့်တိုက်ပွဲနဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထူးနဲ့ကျွန်တော်ပြည်သူများတို့ဗာသတင်းထူးတွေကျွန်တော်သိဆရာလို့လဲဖားကမြို့နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထူးများကိုဒီမှာနားဆင်လိုက်ပါအောင်အရေးကြီးတဲ့မှာမကြခင်မြစ်ကြီးနားเนาะအချင်းပြင်းနဲ့မြစ်ကြီးနားဖားကအခြေအနေဆိုးလာနိုင်တယ်เนาะစစ်ရန်တရားတွေကြီးမားလာနိုင်တဲ့အတွက်ကြောင့်เนาะစစ်ရှောင်များအများဖြစ်เนาะစစ်ရှောင်ဖို့လိုပါတယ်လို့เนาะဖြစ်နိုင်မြို့တွင်းထဲမနေဖို့เนาะမြို့တွင်းထဲမှာစစ်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကြိုတင်မိတ္တိပေးတာဖြစ်တယ်ဒါကြောင့်မို့လို့မိမိကိုယ်ကိုကာကွယ်ပါဆောက်ရှောက်ပါเนาะစေဝါပစ္စည်းတွေလည်းဆောင်ထားပါလို့เนาะအခုလိုရင်လည်းကျွန်တော်တို့ဒီရှိတဲ့အနီးနားကျွန်တော်ညီကောင်မောင်နှမတွေနဲ့လက်တွဲဖော်လုပ်ပါဒစိမ့်လူလုံးဝအခေါ်ပြောမလုပ်ပါနဲ့เนาะတချို့စစ်သားတွေများထွက်ထားတယ်လေတင်းရတယ်เนาะဘာကောင်ကိုအိမ်အားเนาะထောင်နဲ့ချီမှထွက်ထားတာလည်းရှိတယ်အားလုံးတတိဝရရှိကြပါလို့เนาะဒီနောက်ဆုံးတိုက်ပွဲရဲ့ရလကတော့အောင်မြင်ခြင်းပဲဖြစ်မယ်လို့ကျွန်တော်တို့မျှော်လင့်နေเนาะအခုဆက်လက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအားလုံးကိုလေးစားလက်เนาะကျွန်တော်ဒေးဗစ်ဂျီဂျီနဲ့ဒီရနဲ့เนาะစကားပြောပြစီလို့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကဲခုချိန်မှာဆိုတော့ကျွန်တော်ဒီမှာကိုဒေးဗစ်ပြောသလိုပဲခုချိန်မှာစစ်ခွေးကောင်စီတွေကတော့အင်အား200ကျော်လောက်ကိုဖားကမြို့ထက်ကိုလွတ်လာတာဖြစ်ပါတယ်အဲအကြောင်းပဲဖားကမြို့ပြည်သူပြည်သားများလုံးပေါ့နော်တတိထားကြပါပြီးတော့ကျွန်တော်တို့ညီကိုမောင်နှမတွေရှိတယ်ဆိုလည်းပဲဒီတရင်ကိုကျွန်တော်တို့တဆင့်ပေါ့နော်ပါကြရအောင်လို့ပဲကျွန်တော်မာချင်တာဖြစ်ပါတယ်ဖားကမြို့တင်းတိုက်ဖို့အမြင့်ဆုံးခဲ့ရဲ့အောင်မြင်ခြင်းရနိုင်ပါစေစစ်ခွေးကောင်စီတွေအမြင့်ဆုံးကြရှုံးပါစေလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်တစ်ဆက်ထဲမှာဆိုလည်းပဲကျွန်တော် KNU ကတော့ခုချိန်မှာထိုင်းမြန်မာနယ်စပ်ဖက်မှာစစ်ခွေးကောင်စီစခန်းအများပြားကိုဒီရက်ပိုင်းမှာတင်းပိုက်နိုင်တာဖြစ်ပါတယ်ဒီမှာ KNU စစ်သားတွေရဲ့အောင်ပွဲခံဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ပါဦးအဲ့မှာပျော်စရာကြီးနော်ဝေါအဲ့မှာအောင်ပွဲတွေခံနေကြတာနော် KNU စစ်သားတွေကဲအင်မတန်မှချီနူးဆရာမင်ကိုလေးပဲဖြစ်ပါတယ် KNU ကတော့အခုတလုံးမှာဆိုရင်စစ်ခွေးကောင်စီရဲ့စခန်းများစုကိုထိုင်းမြန်မာနယ်စပ်ဖက်မှာတင်ပရရှိထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆလန်ပဲကျွန်တော်မနေ့ကဘောမှာဇော်ဘုံရလဲ live လုပ်ပြီးမှတက်လာပြီးမှကျွန်တော်တက်မတော်အုပ်ချုပ်တဲ့နေရာမှာတက်မတော်ကပြည်သူတွေကိုအနိုင်ကျင့်နေဆိုတော့ဘာမှမရှိဘူးပြည်ဦးလုံကိုဒါကြီးလိုက်ဆိုရင်ဒီကောင်ကတော့တက်မတော်ကိုပေါ့နော်ဘောမှာပြီးနေပြီးမှဖုံးကွယ်ပြီးမှဂျင်းတရီနေပြောနေပြီးမှကရီနီပြည်နယ်ဖက်မှာဆိုလဲပဲ KNU ကအနိုင်ပွဲဘာမှမရရှိသေးဘူးခင်ဗျားတို့ဘယ်လောက်ရရှိလို့လဲဆိုတော့ဒီကောင်ကတော့စိန်ခေါ်ပြီးမှပေါ့နော်ပြောနေတာဖြစ်ပါတယ်ဒီမှာဘောမဇော်ခူးရအောင်ရဘာတွေဟောင်ပြန်ပြီလဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးနော်အခုမင်းတို့ဘယ်ကိုရတယ်လှုပ်ဘယ်ကိုရလဲမင်းတို့ရတဲ့နေရာအကောင်းပကတိတန်းရှိလားလာမကြည့်နေငါတို့စစ်တပ်ကတက်မတော်သားတွေကစောက်ကျင်ရုပ်တယ်ဆိုရင်ပြည်ဦးလွန်ရလူတွေဘယ်လိုလုပ်အေးချမ်းချမ်းနေရမှာလဲဩသူတို့အချင်းမရုပ်ဘူးတဲ့ဒီမှာကဲမင်းတို့ပြောသလိုစစ်တပ်ကလူတိုင်းလိုက်တက်တယ်ဆိုရင်မင်းတို့ပိုင်းမင်းတို့စိုးသွမ်းပြီးတော့မှ UG လို့ဘာလို့လုပ်တယ်လုပ်ပြီးတော့မှမင်းတို့အကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုထောက်ဖို့လုပ်တယ်ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မှမင်းတို့ကလောက်တာကိုမင်းတို့စစ်ကြောရေးမှာခေါ်စစ်တယ်ကွာကဲထားပါတော့ကဲစစ်ကြောရေးခေါ်စစ်လို့လက်လုံးကြည့်လို့မင်းတို့သေသွားတယ်ကွာအဲ့ဒါကိုမင်းတို့ရဲ့နားထဲမှာမင်းတို့ရဲ့ခေါင်းထဲမှာအစိပ်ပြေးနေရတာမင်းတို့ကအရင်မားတာလေမင်းတို့တိုင်းပြည်ပြဖို့ကြံတာဇေယျတော်တို့ချင်းမီတို့အားလုံးအခုပြင်ဦးလေးမှာနေတဲ့ငါတို့တက်မလို့သားမင်းတို့အခုပြင်းသား16မိုင်ဒေါ်လာရင်မှာပောက်ကိုတော့ငါနေဒီဘက်ကိုတက်လာနဲ့တလန်းတို့ဒီမှာပြင်ဦးလေးငါတို့အခုဗန်ပွေးကြီးစစ်တဲ့ဟိုအုပ်ပတိအုံမကားတွေငါတို့တက်မလို့ဆုံးမိုးထားတဲ့နေရာဘယ်ရွာသားကိုတက်လို့လဲငါတို့တက်မလို့သားလှုပ်ပြီအဲ့လိုလိမ့်ပြည်ဦးလေးမှာပြည်သူလူထုနားပြောင်းအေးရတယ်ခေါင်းပြောင်းအေးရတယ် KTV တွေသွားတယ်အနှိတ်ခမ်းတွေရှိတယ်ချင်းပြမင်းတို့ကကြော်နိုင်တော့လို့လားမင်းတို့ကတိုက်နေတဲ့စစ်ပွဲဘယ်ကိုကြော်နိုင်လဲလာမမုံရွာမျိုးမှာတော့ငါတို့ကချင်းတွင်းမြေထဲမှာဟိုပတ်ပြီးတော့မှလဲမုံရွာတန်မျိုးလုံးအောင်လူအောင်လုပ်ပလိုက်သေးတယ်လှုပ်ပြီဘာချမ်းမှမတက်ထားဘူးနာမကတိုင်းမူကားမှန်သူမိသားစုကောင်သူကောင်မှန်တော့မှဖွင့်မအောင်သေးတယ်ဟမ်မုံရွာမျိုးကဘာမှမရှိမုံရွာမျိုးကပြန်ပေးဆွဲတဲ့လူပဲရှိတာလှုပ်ပြီတိုက်လဲမနိုင်တော့ဘူးဆိုတော့သိတယ်ဘလို့မှလည်းမအောင်မြင်နိုင်ဘူးလို့သိတယ်နော်သူကစစ်ကသူ့ရဲ့ထိုးစစ်အချိန်ကရက်တန့်သွားပြီအခုကျွန်တော်တို့ဖားကန်တို့ဘာလို့ပဲကြည့်လိုက်နော်အခုကရင်ဆိုရင်အခုကြည့် DKB ကိုပေါင်းမှာဟိုးမလိုက်တာတော့တက်မလို့မလုပ်ဘူးဆိုမလုပ်ဘူးနော်လှုပ်လာပြီဆိုရင်သူများနဲ့မတူသူကနိုင်ငံတကာရှင်သားနဲ့ standard army ဖြစ်နေတဲ့တက်မလို့ဖြစ်နေတဲ့အတွက်ဘာပဲပြောကိုယ်နိုင်ငံပြည်နယ်ကိုလောက်ရကန်ရတာချင်းချင်းပြီးလုံနေလို့ဒါပေမဲ့ကျွန်တော်ပြောသလိုပဲအဲ့ဒီ PDF တွေရှိတဲ့နေရာတွေလူတွေတေကုန်မယ်လူသားအရေးမြစ်တွေတေကုန်မယ်နော်တပြေးပြေးနဲ့လုံးမသွားမယ်နော်ချင်းနဲ့တေမယ်အဲရခိုင် AA လည်းတေမယ်အဲဘာလို့ရခိုင် AA လို့ပြောလဲဆိုတော့ရခိုင်ကလည်းသူကလူသစ်စုမှာပဲလေစုလို့ကြည့်ရခိုင်တိုင်းသားတွေပါသွားမှာပဲစောင့်ထားစစ်ကူလာပါမလုံးနဲ့စစ်တဲဝင်
ကိုတိုင်းဝင်တွေ့အကောင်တွေကိုမကျေနပ်ချက်နဲ့အဲ့မှာဘောတို့လူငယ်တွေပဲမကျေနပ်ဘူးမလား PDF ကိုမကျေနပ်ဘူးပလောင် TNN တွေကိုမကျေနပ်ဘူးမင်းတို့ဝင်တိုက်စစ်တက်လာပါလုံးမနေနဲ့ဝင်တိုက်နော်ဝင်တိုက်ဆက်သွယ်မင်းတို့6တို့ပါတော့လာလို့ရပါတယ်မင်းတို့မေဒီလာတော့ရောက်ရင်စစ်ထဲဝင်လို့ရပြီမင်းတို့အမှန်တရားမဟုတ်ဘူးမင်းတို့တောသားတွေကအဲ့ဒါကြောင့်မို့လို့ပြောတာနော်မင်းတို့ဝင်တိုက်စစ်သားတယောက်ပြဖို့မလွယ်တဲ့ခေတ်ထဲမှာမင်းတို့ဝင်တိုက်နော်ဝင်တိုက်ငါတို့ကအချင်းပြလက်ယူချထားတယ်ငါတို့ကပြောရဲတယ်နော်စစ်သားတယောက်ရဲ့တန်ဖိုးကိုလည်းအသက်သွေးချွေးတဲ့ကနေပြီးတော့နားလေတယ်အဲ့လိုပြီမင်းတို့ဝင်တိုက်ယခုချိန်မှာဆိုတော့ဘောမဇော်ခွေးအောင်တော့ထုံးစံတိုင်းပဲဟောင်းနေပြီးမှ DKB ရပေါ့နော်ကရီနီပြည်နယ်ဖက်မှာပေါ့နော်လုံးဝကိုစိုးမိုးထားရတယ်ပြီးတော့အနိုင်တွေရရှိထားတယ်ဆိုတော့ဂျင်းတနီတွေပြောလာတာဖြစ်ပါတယ်ပြီးတော့ဒီကောင်ပြောရကတော့ပေါ့နော်စစ်တပ်အုပ်ချုပ်တဲ့နေရာမှာစစ်တပ်ကပြည်သူတွေကိုအနိုင်ကျင့်နေဆိုတာပေါ့နော်ဒီလိုမျိုးမလက်ခီးဖြောင်းလုပ်ရဲဆိုတော့ဘာမှမရှိဘူးဆိုပဲဒီကောင်တော့ဟောင်းပြီးမှဂျင်းတွေပဲပြောနေတာဖြစ်ပါတယ်ဘောဟင်းရဲ့ခမရစစ်တပ်ဖို့မမေးနေအောင်နော်ခမရတို့ဘဘမင်းအောင်လဲစစ်ခွေးတွေလောက်ရက်တွေကိုကောင်းကောင်းလေ့လာလိုက်ပါအောင်လို့ပဲကျွန်တော်မှချင်တာဖြစ်ပါတယ်တစ်ဆက်တည်းမှာဆိုလည်းပဲကျွန်တော်မနေ့ကဆိုရင်တော့စစ်ခွေးကောင်စစ်ဘက်ကနေစစ်ခွေးတကောင်ကတော့တက်လာပြီးမှပေါ့နော်သူတို့ရဲ့အရာရှိပိုင်းတွေပြီးတော့ဒီ gate မှာရှိနေတဲ့စစ်ခွေးတွေကတော့ပေါ့နော်ပိုက်ဆံတွေတောင်းစားနေတာတွေကိုသူကတော့မကြည်မနှက်ဖြစ်နေပြီးမှသူကတော့တဲ့ဆုံးမတော့တာဖြစ်ပါတယ်ဒီမှာစစ်ခွေးအချင်းချင်းတောင်ကိုက်နေပြီဖြစ်ပါတယ်ဒီမှာသူကဘယ်လိုမျိုးပြောပြီးမှဆုံးမစာကျွေးလိုက်လဲဆိုတာကြည့်လိုက်ပါဦးအားလုံးပဲမင်္ဂလာပါဗျဟောမင်္ဂလာပါတော့မကွေးတိုင်းသားဖြစ်ပါတယ်ခုလက်ရှိတောင်ဝန်ထမ်းဆောင်နေတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကျွန်တော်ပြောချင်တာကမကွေးတိုင်းရဲ့သတင်းလေးတစ်ခုရလို့မကွေးတိုင်းဖက်မှာနော်မကွေးတိုင်းစမောင်ဝဲမြို့နယ်အေကရဲစခန်းရှိမှာဂိတ်ချထားပါတယ်အဲ့ဒီဂိတ်ဟာပတ်စံတောင်းတာကျန်းတယ်လို့ရွာနီး6ဆက်ကသူတွေကကျွန်တော်ကိုသတင်းပေးပါတယ်အဲ့လိုပေးတယ်ဆိုတာလေတောင်းစားလုပ်နေတဲ့စစ်ခွေးတွေပေါ်မှာပါဒီအတွက်ကောင်းပါတယ်ခင်ဗျားတို့လုပ်ရက်တွေမားနေတယ်ဆိုတာရောခင်ဗျားတို့သိရလားလုပ်ရက်တွေမားနေတယ်ဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါတယ်ခင်ဗျားတို့ဆိုင်ကတစ်စီးကို1000တောင်း900တောင်းကားတစ်စီးကို2000တောင်း3000တောင်းတောင်းဖို့ဂိတ်ချပေးထားတာမဟုတ်ပါအဲ့မှာပေါ်ပြီနော်အဲ့မှာခင်ဗျားတို့ကဘယ်လိုဖြစ်လဲဆိုတော့ပြောပြီဂိတ်မှာထိုင်ပြီးတော့ကားလာရင်ပတ်စံတောင်းမယ်1000လာရရင်စကမ်းမှုမအပ်ဘူးဆိုရင်ဘာလုပ်လဲဘာလုပ်မလဲလောက်ကစားခင်ဗျားတို့ဂိမ်းထည့်ဆိုမယ်ဂိမ်းရှုံးရင်ကားသမားတွေပို့ပြီးညက်ပြီးတောင်းမယ်အဲ့ဒါပြဿနာစောက်ချင်းလေးတို့ပြင်ပါတော့ပြင်ပါဟုတ်တယ်အခုလိုပတ်စံတွေကောက်နေတာကိုပြည်သူတွေကပြောပိုင်ခွင့်မရှိမဟုတ်ဘူးပြောပိုင်ခွင့်ရှိဟုတ်တယ်ဒါပေမဲ့ပြည်သူတွေကမပြောရဘူးဟုတ်တယ်ပြောလိုက်တယ်ဘယ်သူဘဝပြောတယ်ဆိုတော့ခင်ဗျားတို့ထောက်လန်းပြီးလိုက်ဖမ်းပါအဲ့လိုတွေရှိနော် very right yep အဲ့တော့ပြည်သူမပြောရတဲ့စကားကိုကျွန်တော်ပြောပြမယ်ပြောပါဦးခင်ဗျားတို့အဲ့လို gate တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတို့စစ်စစ်မြင်းမြန်းမှုဟုတ်တယ်မှန်တယ်အပြစ်မဲ့ပြည်သူတွေကိုခင်ဗျားတို့ဒုက္ခပေးဖို့မဟုတ်ဘူးဟုတ်တယ်လုံးဝမဟုတ်ဘူးအပြစ်မဲ့ပြည်သူတွေခင်ဗျားမှာတနေ့လုံးမတနေ့စားရတယ်ပေါ့ဟုတ်တယ်အဲ့ဒါခင်ဗျားတို့မှာလာတာရှိလာတာနဲ့လောက်အောင်စားဟုတ်တယ်လောက်အောင်စားကိုဝင်ငွေနဲ့ထောင်းဝင်ကြီးအောင်စားဟုတ်တယ်ပုံငွေရှာရဲဆိုတာဘယ်လိုလဲပြောပါဦးအဲ့မှာဖော်တော့မှာနော်ကြည့်နေဘာလို့ဖို့လဲခင်ဗျားမိသားစုအဆင်ပြေဖို့လားခင်ဗျားမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘဝပြတ်ပေးရမှာလားဟောခင်ဗျားတို့ကဒီကိစ္စတွေဒီလိုတွေပတ်စံတွေတောင်းနေတယ်ဆိုတော့ခင်ဗျားတို့မျိုးနယ်မှုတွေတိုင်းမှုတွေသိလားတဲ့ဆော်ပြီနော်အမအဲ့လိုပြောရင်ဘယ်သူမှသိမှာမဟုတ်ဟုတ်တယ်အဲ့တော့ခင်ဗျားတို့ပြောလိုက်အေကီရဲစခန်းကိုကျွန်တော်ပြောချင်တာခင်ဗျားတို့တွေရက်တန်းရပ်ပါရက်တန်းရပ်ပါဟုတ်ခင်ဗျားတို့ကြောင်းနဲ့အဖွဲ့အစည်းအားလုံးဒုက္ခခုချိန်မှာဆင်လည်းပဲကျွန်တော်စစ်ကောင်စီဘက်ကနေတူကတော့တက်လာပြီးမှကျွန်တော်ဒီစစ်ခွေးကောင်စီဘက်ကနေ gate ခန်းမှာထိုင်နေတဲ့လူတွေကပြည်သူပြည်သားများထံကနေအတင်းအဓမ္မနဲ့ငွေကြီးကောက်မှုတွေလုပ်နေတာတွေပေါ့နော်ခင်ဗျားတို့လက်စာတွေမလောက်ဘူးလားဆိုပြီးတော့ပေါ့နော်ခင်ဗျားတို့လောက်ရက်တွေနားလိုက်ပါတော့ခင်ဗျားတို့လောက်ရက်ကျွန်တော်တိတ်ခါတွေကြားတယ်ဆိုပြီးမှဖော်ထုတ်လာတာဖြစ်ပါတယ်အခုချိန်မှာစစ်ခွေးတွေပေါ့နော်ဒီလိုမျိုးကိုက်နေပြီးအချင်းချင်းတောင်မှခင်ဗျားမှန်တယ်ခင်ဗျားမားတယ်ဆိုပြီးမှကိုက်နေပြီပဲဖြစ်ပါတယ်တစ်ဆက်တည်းမှာဆင်လည်းပဲကျွန်တော်ဟိုတနေ့ကမန်ယူနဲ့ Asian All Star ကန်နေတာမောင်မောင်လွင်ကတော့အနိုင်ကိုရရှိသွားတာဖြစ်ပါတယ်မောင်မောင်လွင်အနိုင်ကိုရရှိတာဦးမင်းအောင်လည်းခေတ်ထဲမှာဦးမင်းအောင်လည်းကောင်းမှုကြောင့်ဆိုပြီးမှဒီမှာငါပေါ့ကတော့မင်းအောင်လည်းကိုဘယ်လိုတွေဖားပြီးမှပေါ့နော်မဆိုင်မဲနဲ့ဘောလုံးပွဲနဲ့ politics တောင်မဆိုင်မဲနဲ့ဒီကောင်ဘာတွေပြောလဲဆိုဒီမှာကြည့်လိုက်ပါဦးအကြောကြီးလက်ထက်မှာတော့မောင်မောင်လွင်တို့ကတော့ဒါမြန်မာနိုင်ငံတစ်နိုင်ငံလုံးကလည်းကြီးကျူးခံရတယ်ဗျာနိုင်ငံတကာနိုင်ငံလည်းအားလုံးကလည်းဒါမြန်မာဆိုတော့မောင်မောင်လွင်ပြတ်သွားတယ်ဒါပြည့်ခဲ့တယ်အကြောကြီးလက်ထက်ပေါ့ဗျာတော့ဘာလက်ထက်မှာမောင်မောင်လွင်ဖားနေတာဖုံးတော့သွားတယ်ပေါ့ဗျာဘုံမင်းလင်းလာလို့ဟိုဘာဘောနကိုကြီးနဲ့ဘာညာကြည့်သွားတယ်အဲ့ဒါခမရဒီရောက်မောင်မောင်လွင်ကိုရွေးဖို့တော့ဘောလုံးဥက္ကဋ္ဌဥသောတော်ကနေရွေးမယ်ဗျာ
ဘောလုံးကဥစ္စာတော်ထဲမှာဘယ်လိုရှိမှာခင်ဗျစဉ်းစားတာကြည့်ကြတော့ဗျာနော်စဉ်းစားတာကြည့်ကြရတော့အဲ့တော့ဘာပဲပြောမြန်မာပြည်ရဲ့တမိုင်းဟာဒါကောင်းလာပြီလို့လဲတဖြည်းဖြည်းနဲ့ကတော့ဒါစေးမှာဆိုလို့ရှိရင်လဲနော်ရှိရှိရောက်ဘာမှလည်းမတက်ပြတာလှုပ်ဆောင်မှုပဲလိုတယ်လုပ်ပြီနော်စီးုံမှုကောင်းမှုပဲလိုတယ်ဟောအဓိကညီကုန်းချုပ်ချင်တာကတော့ခင်ဗျာဗျာကာချုပ်ကြီးရဲ့လက်ထက်မှာမောင်လွင်ကတော့မြန်မာအာကစားကဘာကိုလွှမ်းလို့မြန်မာဆိုတော့လဲကဘာအတိသွားပြီပေါ့ဗျာမတ်တင်ရွှေလက်ထက်မှာဆိုတော့ဒီအတိုင်းပဲမတ်တင်နော်ဒါပြောချင်တာကတော့ဘောလုံးကဒီမှာဒါကြီးရှမ်းတောက်နေရာတိုင်းမှာမောင်လွင်ဆိုတော့လဲဥဒ္ဒလွင်မောင်လွင်ဟိုအခြေပြုပြီးမှပြောရခြင်းဖြစ်ပါတယ်ဗျအားလုံးဒါပါပဲဗျအခုချိန်မှာဆိုတော့ငပောက်ကတော့တော်တော်ပိန်းနေဆိုကျွန်တော်ဒီမှာတူးရှိရတာဖြစ်ပါတယ်ဟိုတနေ့ကမန်ယူနဲ့အနိုင်ကိုသူနဲ့မောင်လူကိစ္စနဲ့မင်းအောင်လိုင်းနဲ့ဘာမှလည်းမဆိုင်ဘူး politics နဲ့လည်းမဆိုင်ဘူးဒါပေမဲ့ तू ကတော့ဘောနော်မင်းအောင်လိုင်းရဲ့ဘောမပြီးပြီးမှ तू ကတော့ဖားချင်တဲ့အတွက်ကြောင့်ဦးမင်းအောင်လိုင်းခစ်ကြမှာဘောနော်မြန်မာအာကစားကဘာကိုလွှဲမှုနေပြီဆိုတော့ဒီကောင်ကတော့မြောက်ပြီးပြီးဖားနေတာပဲဖြစ်ပါတယ်ငပောက်ရဲ့ခင်ဗျားတို့ကယူနေပြီလို့ပဲကျွန်တော်ပြောချင်တယ်ပြီးတော့ခေါင်း politics နဲ့ဘောလုံးဆိုတာမဆိုင်ဘူးဆိုတာလေးလာလိုက်ပါအောင်လို့ပဲကျွန်တော်ငပောက်ကိုမာရှင်းတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးရပရိသတ်များလို့ကိုကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်များလို့ရှိတဲ့နေရာတီမှာBegin launch channel channel java silo sumun down pile ne along have a good day ba no take care see you in the next video